တ်ရည်ကဘာကြောင့်ထူခြားတဲ့အနက်ရှိနေရတာလဲအမှန်တကယ်တော့တုတ်ရည်ရဲ့အဓိကပါဝင်ပစ္စည်းမှာတုတ်ရည် plasma နဲ့တုတ်ပိုး span တို့ပဲဖြစ်ကြပါတယ်။တစ်ချိန်တုတ်လွတ်လိုက်တဲ့အချိန်မှာတုတ်ပိုးအရေအတွက်တဲရာပေါင်းများစွာပါဝင်ပေမဲ့သူတို့ရဲ့ပမာဏရဲ့9%တောင်မပြည့်မီပါဘူး။ကျန်ရှိတဲ့အစိတ်ပိုင်းတွေကိုတုတ်အိတ်စီးကျိတ်နဲ့စီလန်းကြောင်းမှာရှိတဲ့ glands တွေကနေပြီးတော့မှထုတ်လွှတ်ထားတဲ့အရည်တွေနဲ့ဖွဲ့စည်းထားပြီးတော့ပုံမှန်အားဖြင့်တစ်ချိန်ကို2ကနေ9 mm ကြားမှာရှိပါတယ်။ဒီလောက်နင်းငယ်တဲ့ပမာဏကိုအထင်မသေးလိုက်ပါနဲ့သူ့မှာပါဝင်တဲ့တုပ်ပိုးတွေကမျိုးအောင်ချင်းလုပ်ငန်းစဉ်ကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်တဲ့အထိအရေးပါတဲ့တော့ချက်ဖြစ်ပါတယ်။တုပ်ရည်ရဲ့အတွင်းအပြင်ကနို့နှစ်ရောင်ဂျယ်လီလိုမျိုးပြစ်ချွဲချွဲဖြစ်နေပါတယ်။မြင်ရတာကတော့စိတ်ပြက်စရာကောင်းပေမဲ့သူ့ထဲမှာတုပ်ပိုးတွေကမိမကိုအတွင်းမှာရှိတဲ့ acid ဓာတ်ပတ်ဝန်းကျင်ကိုခုခံကာကွယ်ဖို့အတွက်ကူညီပေးပါတယ်။မျိုးစီကိုချောချောမောမောရောက်ဖို့လဲသူကအာမခံပေးပါတယ်။15မိနစ်ကနေမိနစ်30ကြာတဲ့အချိန်မှာတော့တုပ်ရည်ကလုံးဝအရေးပြောသွားပါတယ်။အဲ့ဒီအချိန်မှာတုပ်ပိုးတွေရဲ့လှုပ်ရှားနိုင်စွမ်းကအမြင့်ဆုံးကိုရောက်ရှိသွားပြီးတော့အပြည့်အဝအရှိန်နဲ့စတင်ဦးတည်ပြီးတော့ခြိတက်သွားကြပါတော့တယ်။တော်တော်များများလူတွေကတုပ်ရည်ကိုမတက်ရှင်းဘူးလို့မှားယွင်းစွာယူဆကြပါတယ်။ဘာလို့လဲဆိုတော့သူကစီးပြုံကနေတဆင့်စွန့်ထုတ်တာကြောင့်မလို့ဖြစ်ပါတယ်။ဒါပေမဲ့အမှန်တကယ်မှာတော့ပုံမှန်ချိန်တွေမှာစီးပြုံမှာပိုးမွှားကင်းစင်ပါတယ်။တုပ်ရည်က fructose protein အဆီဓာတ်နဲ့ဓာတ်စားတွေလိုမျိုးအစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းထားပါတယ်။သူ့ရဲ့တန့်ရှင်းမှုအဆင့်ကတန့်ရှင်းတဲ့ရေထက်တော့မလျော့နေပါဘူး။ဒီတုပ်ရည်မှာရှိရတဲ့ထူးခြားတဲ့အနက်ရဲ့အဓိကတရားခံကတော့သူ့မှာပါဝင်တဲ့ spermine ဓာတ်ပေါင်းတွေကြောင့်ဖြစ်ပါတယ်။တုပ်ရည်ကလေနဲ့ထိတွေ့တဲ့အခါမှာ spermine ဓာတ်တွေတိုးလာပြီးတော့ hepapan လို့ခေါ်တဲ့အဲ့ဒီပန်းအနက်နဲ့ဆင်တူတဲ့အနက်မျိုးကိုထုတ်လွှတ်ပေးခြင်းပဲဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့သင်လဲနားလည်ပြီးထင်ပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။